နိုင်ငံခြားမှာကျောင်းသွားတက်တာပဲဖြစ်ဖြစ်အလုပ်သွားလုပ်တာပဲဖြစ်ဖြစ်သွားပြီးတော့ပြောင်းရွှေ့ပြီးတော့နေတာပဲဖြစ်ဖြစ်ပေါ့နော်ကိုအိမ်ပိုင်မဝယ်နိုင်သေးတဲ့အချိန်ဒါမှမဟုတ်ရှင်အိမ်ပိုင်ဝယ်လို့မရသေးတဲ့အချိန်မှာဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်အိမ်ငှားပြီးတော့နေရတာ ਨੇ ကြုံရမှာအဲ့ခါကျလို့ရှိရင်ဒီအိမ်ငှားတဲ့အခါမှာသုံးတဲ့ vocabularies တွေကိုသိထားတယ်ဆိုလို့ရှိရင်ကိုလည်းပြောရဆိုရတာအဆင်ပြေတာပေါ့နော်သူ့ဘက်ကပြောလို့ရှိရင်လည်းကိုနားလေတယ်ကိုယ့်ဘက်ကလည်းသူပြန်ပြောနိုင်တယ်အဲ့ဒါကြောင့်မလို့ဒီနေ့အိမ်ငှားတဲ့နေရာမှာသုံးတဲ့ vocabulary တချို့ကိုပြောပြပေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါ Borans Classroom မှာပြန်လည်ကြိုဆိုပါရစေလက်ရှိမှာတော့ကျွန်မက business နဲ့ပတ်သက်တဲ့ subject တွေရယ် economics ရယ်ပြောလို့ရှိရင် English ရယ်ပေါ့နော်အထူးသဖြင့် business English ရယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ online tutoring ရယ် online teaching ရယ်နှစ်မျိုးလုံးလုပ်ပေးနေပါတယ်အဲ့တော့ကိုကဒီခုနကကျွန်မပြောတဲ့ subject တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော် individual တဦးချင်း online နဲ့ဒီ tutoring ဖြစ်ဖြစ် teaching ဖြစ်ဖြစ် service လိုချင်တာပဲဖြစ်စေဒါမှမဟုတ်လို့ရှိရင်ကို group နဲ့ကိုပေါ့နော် group like သင်ချင်တာပဲဖြစ်စေကျွန်မစီမှာအချိန်နဲ့ fees လေးတွေကိုလာရောက်စုံစမ်းလို့ရပါတယ်ပထမဆုံးလုံးကကြတော့ the listing ဆိုတာကြတော့ဒီ property တွေပေါ့နော်ငှားလို့ရတဲ့အိမ်တွေဝယ်လို့ရတဲ့အိမ်တွေကိုဒီစရင်းတင်ထားတဲ့နေရာဒါခါလေကြောက်လို့ရှိရင်လည်း paper like ငှားလို့ရပါတယ်ဆိုပြီးတော့ဒီစာရွက် line ပေါ့နော်ကြေညာထားတာမျိုးလေတွေ့ကောင်းတွေ့နိုင်တယ်အခုနောက်ပိုင်းကတော့ online ရတယ်ကြေညာကြတာပေါ့နော်အဲ့တော့ group တွေမှာပဲဖြစ်ဖြစ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒီအိမ်ငှားလို့ရပါတယ်ဝယ်လို့ရပါတယ်ဆိုပြီးတော့ဒီ listing တင်ထားတာရှိတယ်အဲ့ဒါမျိုးကိုအဲ့လိုကြော်ညာကို listing လို့ခေါ်တယ်နောက်တစ်ခုကကျတော့ utilities ဆိုတာကကြတော့အိမ်ငှားတဲ့အခါကျလို့ရှိရင်ဒီအိမ်တအိမ်မှာပေါ့နော်လိုအပ်တဲ့ဒီ electricity တွေရှိမယ် heating တွေရှိမယ်နောက် water တို့ပါတော့ internet တို့ပါတော့ရှိတယ်အဲ့ဒါတွေအကုန်လုံးကို utilities လို့ခေါ်တယ်ဆိုတော့တချို့အိမ်ငှားတဲ့အခါကျလို့ရှိရင်အဲ့ဒါတွေအကုန်လုံးကိုအပါအဝင်တခါတည်းထည့်ပြီးတော့ဒီ utilities ပေါ့နော်သူ limit တော့ရှိတာပေါ့ဆိုတော့အဲ့ဒါတွေပါထည့်ပြီးတော့တခါတည်းအိမ်ငှားတဲ့တလောက်ကိုဘယ်လောက်ကြပါလဲဆိုတော့ဒီမှာဒီဟာကိုထည့်သွင်းပြီးတော့တခါတည်းပြောတာမျိုးရှိတယ်တချို့ကျတော့မဟုတ်ဘူးအိမ်ငှားကတက်ဒီဟာတွေကတက်ရှင်းရတာပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်အဲ့တော့အိမ်ငှားတဲ့အခါကျလို့ရှိရင်ဒီ utilities တွေပါဝင်ပြီးသားဟုတ်မဟုတ်ဆိုတာကိုမေးကြည့်ဖို့လိုတယ်ပေါ့နော်အဲ့တော့အိမ်သွားငှားလို့ရှိရင်အိမ်ကြီးပဲလားဒါမှမဟုတ်ရှင်ခုနလိုမျိုး electricity တွေပါတယ်အဲ့ဒီဟာတွေအကုန်လုံးအတွက်သုံးဖို့အတွက်ပါပြီးသားလားမပါသေးဘူးဆိုလို့ရှိရင်လည်းတ unit ကိုဘယ်လောက်ကျလဲအဲ့ဒါမျိုးတွေမေးဖို့လိုတယ်ပေါ့နော်အဲ့တော့ utility ဆိုတာကဒါကိုပြောတာပါနောက်တစ်ခုကကျတော့အိမ်ပေါ့နော်အိမ်ကိုငှားတဲ့ခါကျလို့ရှိရင် studio လားone bedroom လား two bedrooms လားအဲ့ဒါမျိုးတွေပေါ့နော်မေးဖို့လိုတယ်ဆိုတော့ဒီကိုကဘယ်လိုအခန်းမျိုးငှားချင်တာလဲအဲ့တော့ပုံမှန်အားဖြင့်ကတော့ဒီကျောင်းသွားတက်တဲ့သူတွေအလုပ်သွားလုပ်တဲ့သူတွေကတော့တယောက်တည်းပဲသွားကြတာဆိုလို့ရှိရင်တော့ဒီ studio room ဒါမှမဟုတ်လို့ရှိရင်လည်းဒီ one bedroom လောက်ပဲအဲ့လို condo မျိုးတွေ apartment မျိုးတွေပဲငှားကြတာများတယ်ပေါ့နော်အဲ့ဒီမှာကများသောအားဖြင့်အဲ့လို studio လို့ပြောလိုက်လို့ရှိရင်ဒါကဒီအခန်းတစ်ခန်းထဲမှာပဲရှိသမျှဟာတွေအကုန်လုံးကိုစုထားတာပေါ့ပြောချင်တာကကျတော့ဒီအိတ်ခန်းကိုတက်အခန်းဖွဲ့ပေးထားတာမျိုးမရှိဘူးဧည့်ခန်းရဲ့ထမင်းစားခန်းမီးဖို့ဆောင်ဒီအိတ်ခန်းကတခါတည်းတွဲတယ်ရေချိုးတဲ့အိမ်သားကတော့သူ့တခန်းတက်ရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအခန်းမျိုးကို studio လို့ခေါ်တယ်ဒါပေမဲ့ကနေဒါမှာဆိုလို့ရှိရင်တော့အဲ့ဒါမျိုးကို bachelor လို့ခေါ်တယ်ပေါ့နော်ဆိုတော့အသုံးနှုန်းကတော့အဲ့လိုမျိုးတော့ရှိတယ်ဆိုတော့ကိုကငှားတယ်ဆိုလို့ရှိရင်များသောအားဖြင့်ဒီဟာကအငှားအများဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့ studio room လို့ခေါ်လိုက်လို့ဆိုလို့ရှိရင်ဒီလိုအခန်းမျိုးစားဆိုတာသိဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီအိမ်ငှားတဲ့ခါကြလို့ရှိရင်ဒီ furnish လုပ်ပြီးသားလားဒါမှမဟုတ်ရှိရင် unfurnish လားဆိုတာကိုမေးဖို့လိုတယ်အဲ့ဒါပါလဲဆို furnish ဆိုတာကြတော့ဒီအိမ်ထဲမှာပရိဘောဂတွေအကုန်ပါပြီးသားငှားတဲ့အခန်းဖြစ်ဖြစ်ပေါ့နော်ကွန်ဒိုပဲဖြစ်ဖြစ်ဆိုတော့အဲ့ဒီထဲမှာပရိဘောဂတွေကိုဘာမှဝယ်စရာမလိုဘူးဆိုလို့ရှိရင်သူက fully furnished လို့ရေးတာမျိုးရှိတယ်ဆိုတော့ fully furnished ဆိုလို့ရှိရင်ဒါအိမ်ထဲမှာပရိဘောဂအကုန်လုံးပါပြီးသားပေါ့နော်ဒီတခါတလေကြောက်လို့ရှိရင်သူက fully furnished ဆိုလို့ရှိရင်ဒီ furnished မှာကဒီ equipments တွေပါတယ်ပေါ့နော်ဝှေ့လျှော်ဆက်တို့နောက်ကနေပေါ့ထမင်းပေါင်းအိုးတို့ပါတော့အကုန်လုံးပါထားပြီးသားဟာမျိုးလည်းရှိတယ်ဆိုတော့ကိုငှားတဲ့ခါကြလို့ရှိရင်ဒီ furnish လားဒါမှမဟုတ်ရှင် unfurnish လား
ကိုလာတော့မှဒီပရိဘောဂတွေနဲ့ပစ္စည်းရတယ်ကိုယ့်ဘာသာကိုဝယ်ထည့်ရမှာလားအဲ့ဒါမျိုးတေချာသိအောင်လုပ်ဖို့လိုတယ်ပေါ့နော်ကိုကအဲ့ဒါမျိုးမမေးမိလိုက်လို့ရှိရင်ကိုသွားခါမှာကိုအိတ်စရာအိတ်ရပါမရှိပဲဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကိုတေချာမေးဖို့လိုမယ်အဲ့ဒါကြောင့်မို့လို့ဒီ vocabulary တွေကိုသိဖို့လိုတယ်ပေါ့နော်အခုနားထောင်နေတဲ့သူတွေမှာကျမရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေပါတယ်ဆိုလို့ရှိရင် subscribe လေးလုပ်ပေးသွားပါပြီးတော့ဒီ video လေးဆုံးတဲ့အခါမှာ like share comment လေးလုပ်ဖို့လည်းမမေ့ပါနဲ့နော်နောက်တစ်လုံးကကြတော့ tenant အဲ့ဒါကကြတော့ကိုကသူများအိမ်မှာသွားပြီးတော့ငှားနေရဆိုလို့ရှိရင်ကိုကအငှားနေထိုင်သူအဲ့ဒါကို tenant လို့ခေါ်တယ်နောက်တစ်ခုကကြတော့ landlord ဒါမှမဟုတ်ရှင်လဲ lessor လို့ခေါ်တယ်အဲ့ဒါကကြတော့အိမ်ပိုင်ရှင်ကိုအိမ်ငှားပေးမယ်သူကိုကသူ့အိမ်မှာသွားပြီးတော့ငှားနေရမှာအဲ့တော့အိမ်ပိုင်ရှင်ကို landlord ဒါမှမဟုတ်ရှင် lessor လို့ခေါ်တယ်နောက်တစ်ခုကကြတော့နောက်တိကိုနောက် vocab တစ်လုံးကကြတော့ဒီ fixed term lease အဲ့ဒါကြတော့အနည်းဆုံးတစ်နှစ်စာချုပ်ချုပ်ပြီးတော့ငှားတာအဲ့ဒါကို fixed term lease လို့ခေါ်တယ်အဲ့တော့တစ်နှစ်မကလည်းချုပ်လို့ရတယ်ပေါ့နော်အဲ့တော့ lease ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကနှစ်ရှည်ငှားတာ lease ဆိုတာနှစ်ရှည်ငှားတာဆိုတော့များသောအားဖြင့်အနည်းဆုံးတစ်နှစ်စာချုပ်ချုပ်ရတယ်အဲ့တော့တစ်နှစ်မပြည့်လို့ရှိရင်စာချုပ်ကိုဖြတ်လို့မရအောင်အဲ့တော့အဲ့ဒါကို fixed term lease လို့ခေါ်တယ်နောက်တစ်ခါကျတော့ month to month ကကြတော့စငှားကလေးကိုကဘယ်နှလငှားမယ်ဘယ်လောက်ထိငှားမယ်ဆိုပြီးတော့ဘာမှသိပြီးတော့ဒီ fix လုပ်ထားတာမျိုးမရှိဘူးအဲ့တော့တစ်လချင်းစီငှားသွားမယ်တစ်လချင်းစီပတ်စံရှင်းသွားတယ်ပေါ့နော်များသွားပြင်တစ်လချင်းစီငှားတယ်တစ်လချင်းစီပတ်စံရှင်းသွားတယ်ပြီးတော့ကိုကဆက်မငှားတော့ဘူးဆိုလို့ရှိရင်ကိုယ့်ဘက်ကနေတော့ငှားတဲ့သူဘက်ကနေလည်းဆက်မငှားတော့ဘူးဆိုလို့ရှိရင်အနည်းဆုံးရက်30တချို့နေရာတွေမှာဆိုလို့ရှိရင်ရက်60လောက်ပေါ့နော်ကြိုပြီးတော့ပြောရတယ်ဒီအိမ်ပိုင်ရှင်ကိုကျွန်တော်နောက်လာဆိုလို့ရှိရင်တော့သွားတော့မယ်ပေါ့နော်တခြားနေရာကိုပြောင်းတော့မှာမဟုတ်လို့ဆက်မငှားတော့ပါဘူးဆိုပြီးတော့ကြိုပြီးတော့ပြောပြထားရတယ်အဲ့တော့ဒီ fixed terms ခုနလိုမျိုးဒီတစ်နှစ်ငှားမယ်နှစ်နှစ်ငှားမယ်ဆိုပြီးတော့စာချုပ်ချုပ်ထားတာမျိုးမရှိဘူး month to month ပေးပြီးတော့နေတာပြီးတော့သွားကန်နေကြလို့ရှိရင်တော့တစ်လလောက်တော့အနည်းဆုံးထားပြီးတော့30လောက်အနည်းဆုံးထားပြီးတော့ကြိုပြီးတော့ပြောရမယ်အကယ်၍အိမ်ပိုင်ရှင်ကလည်းကိုယ့်ကိုဆက်မငှားတော့ဘူးဆိုလို့ရှိရင်လည်း तू ကလည်းကိုယ့်ကိုတစ်လဒါမှမဟုတ်လို့ရှိရင်တချို့နေရာတွေမှာဆိုလို့ရှိရင်လည်း2လကြိုပြီးတော့ကြိုပြောလိုက်မယ်နောက်လတွေမှာဒီအိမ်ကိုသူပြန်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်တခြားလူကိုငှားတော့မှာပဲဖြစ်ဖြစ်အဲဒါကြောင့်မလို့ဆက်မငှားတော့ပါဘူးအဲ့တော့ကိုနေဖို့အတွက်နေရာအသစ်ကိုရှာပါတော့ဆိုပြီးတော့လေ तू ကကိုလာပြီးတော့ပြောလိုက်မယ်အဲ့တော့ဒါအဲ့ဒါမျိုးကြတော့ month to month လို့ခေါ်တယ်ပေါ့နော် month to month ဆိုလို့ရှိရင်တစ်လချင်းစီရှင်းပြီးတော့နေသွားတာအဲ့ဒါကိုပြောတာနောက်တစ်လုံးကကြတော့ security deposit အဲ့ဒါကကြတော့အိမ်ပိုင်ရှင်ကကိုအိမ်ငှားတဲ့အချိန်မှာအာမခံအနေနဲ့ယူထားတာများသောအားဖြင့်ကကြတော့ဒီတစ်လစာပေါ့နော်တစ်လစာကိုယူထားတာတစ်လစာကိုယူထားဆိုတော့ကိုပထမဦးဆုံးစာချုပ်ချုပ်ပြီးတော့ဒီအိမ်ငှားကစပေးတဲ့အချိန်မှာပထမလစာရောပြီးလို့ရှိရင်ပထမလစာနဲ့ညီတူအမောက်တစ်လစာနဲ့ညီတူအမောက်ကိုပေးရတာရှိတယ်အဲ့တော့ပထမဦးဆုံးပေးတဲ့အချိန်မှာ2လစာပေးရတယ်လို့ဖြစ်သွားပါတော့အဲ့လိုမျိုးပေးရတာရှိတယ်ဒါပေမဲ့တကယ်တမ်းတော့ဒီတစ်လစာကိုပဲပေးတာဟိုဘက်ကပေးရတဲ့တစ်လစာကဘာလုပ်တာလဲဆိုတော့သူက security deposit အာမခံအနေနဲ့ယူထားတာဘာအတွက်အာမခံအနေနဲ့ယူထားတာလဲဆိုတော့ကိုကဒီအိမ်ကိုငှားပြီးွားလို့ပြန်အပ်တဲ့ခါကြလို့ရှိရင်အိမ်ပိုင်ရှင်ကကိုအိမ်ကိုလာပြီးကိုငှားခဲ့တဲ့အိမ်ကိုပေါ့နော်သူ့အိမ်ကိုလာပြီးတော့စစ်လိုက်မယ်စစ်တဲ့ခါကြလို့ရှိရင်ဟိုနေရာပြဲနေတယ်ဒီနေရာပြဲနေတယ်ဟိုနေရာတွေဘယ်လိုဖြစ်သွားတယ်ဒီနေရာတွေ damage ဘယ်လိုဖြစ်သွားတယ်ပေါ့နော်ပျက်စီးသွားတယ်ဘာညာဆိုလို့ရှိရင် तू ကအဲ့ဒီကနေပြီးတော့ဒီကိုပေးထားတဲ့အာမခံငွေတွေကနေပြီးတော့ तू ကနှုတ်မှာနှုတ်ပြီးတော့မှအဲ့ဒီတန်ကြီးတွေပါတယ်နှုတ်ပြီးတော့မှပိုတဲ့ငွေကိုပြန်ပေးမှာဒါကို security deposit လို့ခေါ်တယ်အဲ့ဒါကြောင့်မို့လို့အိမ်ငှားတဲ့ခါကြလို့ရှိရင်ဒီအိမ်တိန်လုံးပေါ့နော်ဓာတ်ပုံရိုက်ထားရတယ်အိမ်ထဲမှာတကယ်လို့ဒီပျက်စီးနေတဲ့နေရာဘာညာရှိရဆိုလို့ရှိရင်ကိုမငှားခင်ကလေးကကိုငှားကလေးကဒီဟာပါလာပြီးသားပါဆိုပြီးတော့ပြန်ညင်းလို့မရအောင်လို့ပေါ့နော်နှစ်ဖက်စလုံးကနေပြီးတော့ဓာတ်ပုံရိုက်ထားရတာမျိုးရှိရတယ်အဲ့ဒါမှကိုပြန်အပ်တဲ့ခါကျလို့ရှိရင်ဒါငှားကလေးကပါလာတာကိုလုပ်ထားတာမဟုတ်ဘူးအကယ်၍ကိုလက်ထက်ထဲမှာဖြစ်သွားတယ်ဆိုလို့ရှိရင် तू ကအဲ့ခုန security deposit ထဲကနေပြီးတော့အဲ့ဒီဟာကိုလုပ်မှာမဟုတ်လို့ okay ဒါကကြတော့ဒါကို security deposit လို့ခေါ်တယ်နောက်တစ်ခုကကြတော့ subletting ဆိုတာကကြတော့ကိုငှားထားတဲ့အိမ်ကိုတခြားလူကိုတစ်ဆင့်ပြန်ငှားတာဒါမှမဟုတ်လို့ရှိရင်လေကိုငှားထားတဲ့အိမ်ကိုတခြားလူနဲ့ဒီဟိုပါနော်ပြန်ပြီးတော့ပေါင်းပြီးတော့နေတာပေါ့ပြောချင်တာကဘယ်လိုမျိုးလဲဆိုတော့ကိုကအိမ်ကိုတစ်ခန်းနဲ့အိမ် one bedroom ဒါမှမဟုတ်ရှင် studio room နဲ့လှူချင်တာဒါပေမဲ့
ရလိုက်တဲ့အိမ်ကကြတော့ 2 bedroom အမျိုးအစားဖြစ်နေတယ်အဲ့တော့ဖြစ်နေရဆိုတော့တခန်းပုံနေတော့ကိုကဒါကိုအများကြီးပတ်စံပေးနေရတာပေါ့နော်အဲ့တော့ကိုငှားရတဲ့ဟာကိုတက်တာဖို့အတွက်တခြားလူတစ်ယောက်ကိုပြန်ပြီးတော့ငှားတင်လိုက်တာအဲ့ဒါမျိုးကို subletting လို့ခေါ်တယ်ဒါမှမဟုတ်လို့ရှိရင်လေတခါလေကြောက်ချင်းစာချုပ်ကမပြည့်သေးဘူးစာချုပ်ကမပြည့်သေးဘဲနဲ့ကိုကတခြားနေရာကိုပြောင်းတော့မှာမဟုတ်လို့အဲ့တော့တခြားလူကိုအိမ်ငှားတင်ခဲ့တာအဲ့ဒါမျိုး subletting လို့ခေါ်တယ်အဲ့တော့ဒါမျိုးကကြတော့သူကလုံးလို့ရလားမရဘူးလားဆိုတာကြတော့ဆက်စချင်းကလေးကဒီအိမ်ပိုင်ရှင်နဲ့အရင်ပြောရမှာပေါ့နော်အိမ်ပိုင်ရှင်ကနေတော့မျိုးပဲငှားတာတခြားလူကိုလက်မခံအောင်ဆိုလို့ရှိရင်ဒါ subletting ကလုပ်လို့မရဘူးပေါ့နော်အဲ့တော့စပြီးတော့ဒီအိမ်ငှားကလေးကဒီဟာလုပ်ခွင့်ရှိလားလုပ်ခွင့်မရှိဘူးလားဆိုတာကိုမေးဖို့လိုလိမ့်မယ်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဲ့တော့နိုင်ငံခြားမှာအိမ်ငှားတဲ့အခါကျလို့ရှိရင်ဒီ vocab လေးတွေသိထားလို့ရှိရင်ကိုယ့်အတွက်အသုံးဝင်ပြီးတော့အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီလိုကိုယ့်အတွက်အသုံးဝင်တဲ့ဗီဒီယိုလေးတွေပေါ့နော် business economics ပြောလို့ရှိရင်ဒီ English နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုဆက်လက်ပြီးတော့အများတန်းပုံမှန်လေးတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်ဗီဒီယိုလေးတွေကိုဆက်ပြီးတော့နားဆင်နိုင်ဖို့အတွက်ကျမရဲ့ channel လေးကို subscribe လေးလုပ်ပေးထားပါသဘောကျတယ်ဆိုလို့ရှိရင်လည်း like share comment လေးတွေရေးပေးသွားလို့လည်းရပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့တွေ့ကြမယ်နော်